လူများစုဟာကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စိတ်ကူးရှိကြပေမဲ့ငွေမရှိတာအတွေ့အကြုံမရှိတာနဲ့တယောက်တည်းမှမစရဲတာမျိုးတွေဖြစ်တတ်ကြပါတယ်။ဒါပေမဲ့သမိုင်းကသင်ခန်းစာပေးတာကတော့မှန်ကန်တဲ့အသိပညာစိတ်ရှည်မှုနဲ့မှန်ကန်တဲ့ခြေလှမ်းတွေရှိရင်ဒုညကနေစတင်ပြီးကြီးမားတဲ့အောင်မြင်မှုကိုတည်ဆောက်နိုင်နေဆိုတာပါပဲ။စီးပွားရေးလုပ်ချင်သူတွေအတွက်ဒီစိတ်ကူးရင်ဆန်တဲ့ပုံမြင်လေးကိုအဆုံးထိနားထောင်ကြည့်လိုက်ပါ။စီးပွားရေးလောကမှာမစ္စတာရောဘတ်ဟာလူလေးစားခံရသူတယောက်ပါသူဟာသူ့ဘဝရဲ့တဝက်လောက်ကိုကုမ္ပဏီကြီးကြီးတွေကိုဦးစီးပြီးအောင်မြင်မှုတွေရယူခဲ့ပါတယ်။အသက်ကြီးလာတဲ့အခါမှာတော့သူ့ရဲ့အရေးကြီးတဲ့တာဝန်တွေကိုတားဖြစ်သူတွေကိုလွှဲပေးခဲ့ပြီးမြို့ပြင်ကတိတ်ဆိတ်တဲ့ရွာလေးတစ်ရွာကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒါပေမဲ့စီးပွားရေးပေါ်ထားတဲ့သူ့ရဲ့ဝါသနာကတော့ဘယ်တော့မှပျောက်ကွယ်မသွားခဲ့ပါဘူး။သူဟာမနက်တိုင်းရွာထဲမှာလမ်းလျှောက်ရင်းဈေးတွေကဒါမှမဟုတ်လမ်းဘေးကအသေးစားလုပ်ငန်းရှင်လေးတွေကိုတတိထားမိလာတဲ့စိုက်ပျိုးရေးအပြင်အသေးစားစီးပွားရေးလေးတွေလုပ်ကင်နေကြတာကိုမြင်ရတာသူ့အတွက်ပျော်စရာပါတနေ့မနက်မှာတော့ဈေးတွေလမ်းလျှောက်ရင်းမစ္စတာဒေးဗစ်ဆိုတဲ့ဈေးတယ်လေးတယောက်နဲ့ဆုံပါတယ်ဒေးဗစ်ကသူ့ကိုဒေတာထွက်မုံလေးကျွေးပါတယ်ကဘာဝကုန်ကျန်းတွေနဲ့လှုပ်ထားတဲ့အဲ့ဒီမုံအရသာကတကယ်ကိုကောင်းမွန်လွန်းလာပါတယ်မစ္စတာရောဘတ်ကအဲ့ဒီမုံကိုချီးကျူးမိပေမဲ့ရိုးရိုးပလတ်စတစ်အိတ်နဲ့ပဲထုတ်ပိုးရောင်းချနေတာကိုမြင်တဲ့အခါမှာတော့တိုးတက်ဖို့ခွင့်လန်းရှိရဲဆိုတာကိုသူသတိထားမိသွားတယ်။ဒီမုံကတကယ်ကောင်းတာပဲရောင်းလာတာဘယ်လောက်ကြာပြီလဲလို့မစ္စတာရောဘတ်ကမေးတဲ့အခါမှာတော့ဒေးဗစ်က12နီးပါးရှိပါပြီ။ဆေးရတာပေမဲ့ဝယ်သူကတော့တိတ်မတိုးတက်လာဘူးလို့ပြန်ဖြေပါတယ်။အတီးမိတ်ဆွေလောက်ပဲဝယ်ကြတာဖြစ်ကြောင်းငွေနှဲငယ်နဲ့ပဲစတင်ခဲ့ရလို့ဒေတာရင်းဈေးကွက်မှာပဲရောင်းနိုင်ပြီးဈေးကွက်ကြီးကြီးကိုဘလို့ချစ်ထွင်ရမလဲဆိုတာမသိကြောင်းဒေးဗစ်ကသူ့ရဲ့ဇာတ်ကြောင်းကိုပြောပြပါတယ်။ဒါကိုနားထောင်ပြီးမစ္စတာရောဘတ်ကဒီထုတ်ကုန်ဟာအလားအလာအများကြီးရှိရဲဆိုတာနားလည်သွားတယ်။ငါသာသူတို့နေရာမှာဆိုရင်ငွေအားနဲ့အဖွဲ့အစည်းမရှိပဲသူများကနေစတင်ရင်ရောအောင်မြင်နိုင်မလားဆိုတာကိုသူတွေးမိသွားပါတယ်။သူ့ရဲ့အတွေ့အကြုံတွေနဲ့အောင်မြင်မှုဆိုတာဖြစ်နိုင်တယ်ဆိုတာကိုတက်တည်ပြဖို့သူဆုံးဖြတ်လိုက်ပါတယ်။နောက်ရက်တွေမှာတော့လူတွေရဲ့လိုအပ်ချက်နဲ့အခက်အခဲတွေကိုနားလည်ဖို့ဈေးထဲမှာလှည့်ပတ်လေ့လာပါတယ်။အဲ့ဒီအခါမှာအသေးစားလုပ်ငန်းရှင်အများစုကဂျုံမုတ်ကိုအဓိကအားထားနေရပေမဲ့ဈေးနှုန်းကြီးကြီးနဲ့ဝယ်နေရတာကိုသူသတိထားမိသွားတယ်။မစ္စတာရောဘတ်ကအောင်မြင်တဲ့ထုတ်ကုန်တစ်ခုဆိုတာရိုးရှင်းရမယ်။ဒါပေမဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်ရမယ်လို့ယူဆပါတယ်။သူ့အတွက်တော့အကောင်းဆုံးထုတ်ကုန်ဆိုတာအရေးသွေးကောင်းပြီးဈေးပေါ်ယုံတင်မကပဲရေရှည်တန်ဖိုးရှိပြီးလူအများလက်ခံနိုင်ဖို့လဲလိုပါတယ်။ဒေတာထွက်ကြုံမှုကိုတင်းတင်းတဲ့ဈေးနဲ့ချန်ပြူပေးနိုင်ရင်ရွာအတွက်အကောင်းဆုံးဖြစ်မှာကိုသူသိမြင်သွားပါတယ်။သူကအသေးစားလုပ်ငန်းရှင်တွေကိုဒီလိုထုတ်ကုန်မျိုးလိုအပ်လားလို့မေးကြည့်တဲ့အခါအများစုကလိုအပ်တယ်လို့ဖြေကြပါတယ်။ဒါဟာသူ့အတွက်တော့ဒီမှာရဖြစ်နိုင်ခြေတစ်ခုကိုမြင်တွေ့လိုက်ရတာပါပဲ။ဒေတာထွက်ဂျုံမုံကိုဆွဲဆောင်မှုရှိတဲ့ထုတ်ပိုးမှုပုံစံနဲ့တင်းတင်းတဲ့ဈေးနှုန်းနဲ့သာချန်ပြူပေးနိုင်ရင်ဒါဟာအောင်မြင်တဲ့ထုတ်ကုန်တစ်ခုဖြစ်လာနိုင်ပါတယ်။မစ္စတာရောဘတ်ဟာသူ့မှာငွေအလုံးလောက်ရှိပေမဲ့အောက်ခြေကနေကိုယ်တိုင်စမ်းသပ်ဖို့အတွက်အရင်းနှီးငယ်နဲ့ပဲစတင်ခဲ့ပါတယ်။သူဟာထုတ်ကုန်ကိုပမာဏအနည်းငယ်ပဲထုတ်လုပ်ပြီးအနီးနားကဆိုင်တွေနဲ့ဆိုရှယ်မီဒီယာပေါ်မှာစတင်ရောင်းချခဲ့ပါတယ်။အစပိုင်းမှာတော့ညှင်းပယ်မှုတော်တော်များများနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ပမာဏအနည်းငယ်ပဲထုတ်ထားတာမို့ဒါကသူ့ကိုထိခိုက်မှုမရှိစေခဲ့ပါဘူး။ညှင်းပယ်ခံရမှုတိုင်းကနေလူတွေဘာကြောင့်မဝယ်တာလဲအရေးသွေးကြောင့်လားဒါမှမဟုတ်ဈေးနှုန်းကြောင့်လားဆိုတဲ့သင်ခန်းစာတွေကိုသူသင်ယူခဲ့ပါတယ်။ဒါအပြင်တိုင်ဘက်တွေရဲ့အားတာချက်အားနည်းချက်တွေကိုလည်းလေ့လာခဲ့ပါတယ်။အတွေ့အကြုံရှိတဲ့သူ့ရဲ့အမြင်နဲ့ဈေးကွက်ထဲကလိုအပ်ချက်တွေကိုသူအမြန်ပဲရှာဖွေတွေ့ရှိခဲ့ပါတယ်။သူရလိုက်တဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ဝယ်သူတွေရဲ့စကားကိုအမြဲနားထောင်ဖို့ပါပဲ။လာပေါင်းများစွာအချက်လက်တွေစုဆောင်းပြီးတဲ့နောက်မှာတော့သူဟာဒေတာထွက်ကြုံမှုကိုဟင်းခတ်အမွှေးကြိုင်တွေနဲ့ရောဆက်ပြီးနောက်ဆုံးဖော်မြူလာကိုထုတ်ဖော်နိုင်ခဲ့ပါတယ်။ဒေတာရင်းယဉ်ကျေးမှုနဲ့ဇာတ်ကြောင်းတွေပါဝင်တဲ့ခင်မီတဲ့ထုတ်ပိုးမှုဒဇိယနေမှုတွေကြောင့်ဒီထုတ်ကုန်သစ်ဟာအချိန်တိုအတွင်းမှာပဲလူကြိုက်များလာပါတော့တယ်။အရေးသွေးကောင်းပြီးဈေးနှုန်းလည်းတင့်တယ်တာကြောင့်သူဟာရိုးရှင်းတဲ့အကျိုးတူကူးပေါင်းဆောင်ရွက်မှုပုံစံတစ်ခုကိုလည်းစတင်ခဲ့ပါတယ်။ဒါကြောင့်အရင်းနှီးနေတဲ့တခြားသူတွေလည်းသူ့ရဲ့ထုတ်ကုန်ကိုပြန်လည်ရောင်းချနိုင်ခဲ့ကြပါတယ်။ရလက်အနေနဲ့သူတယောက်တည်းတင်မကပဲသူ့ရဲ့လက်တွဲဖော်တွေပါအမျက်အစွန်းတွေရရှိလာကြပါတယ်။ဒီစီးပွားရေးအသစ်ဟာအသေးစားလုပ်ငန်းရှင်တွေအတွက်ကြီးမားတဲ့ဖြည့်ရှင်းချက်တစ်ခုဖြစ်လာခဲ့ပြီးရိုးရှင်းတဲ့ထုတ်ကုန်တစ်ခုဟာတော့မှန်ကန်တဲ့အသိပညာနဲ့ခေါ်ဆောင်မယ်ဆိုရင်အောင်မြင်နိုင်တယ်ဆိုတာကိုသက်သေပြလိုက်တာပါပဲမစ္စတာရောဘတ်ရဲ့ဇလန်ကနေတင်ယူရမှာကတော့မှန်ကန်တဲ့အသိပညာနဲ့စ조사အားထုတ်မှုရှိရင်ဘယ်သူမဆိုအောင်မြင်နိုင်တယ်ဆိုတာပါပဲသင်ခန်းစာတွေဆွေးမြေ့သွားအောင်လိုအပ်ရင်ဒီဇလန်ကိုထက်ခါနားထောင်ပေးပါကိုပိုင်စည်းပွားရေးစတင်ခြင်းသူတွေနဲ့တိုးတက်ခြင်းသူအားလုံးအတွက်အကောင်းဆုံးစုမကောင်းတောင်းပေးလိုက်ပါတယ်ဒီဇလန်လေးကိုသဘောကျရဲဆိုရင် like နဲ့ share လုပ်ဖို့မမေ့ပါနဲ့ဦးနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဇလန်တွေမှာပြန်တွေ့ကြတာပေါ့